မင်္ဂလာပါချစ်တော်ညီကိုမောင်နှမများကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ရဲ့ခင်ဟာအမတာမှချစ်စရာကောင်းတဲ့ဖခင်ဖြစ်တယ်လို့ကျွန်တော်တို့သူ့အကြောင်းကိုစဉ်းစားလိုက်တိုင်းမှာကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာတာမကပဲကျွန်တော်တို့ရဲ့အတွင်းစိတ်ဝိညာဉ်ကိုပါငြိမ်သက်ခြင်းကိုပေးတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာဖခင်အကြောင်းစဉ်းစားလိုက်တိုင်းမှာလေကျွန်တော်တို့ရဲ့အထဲမှာခန်းချောင်းနေလေရှိတဲ့မျောလင့်ချက်မဲ့နေတဲ့ကျွန်တော်တို့ရဲ့အတွင်းစိတ်ဝိညာဉ်တွေဟာလန်းဆန်းပြီးတဖန်ဝမ်းမြောက်ခြင်းခံစားရတယ်။အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ဟာနန္ဒတကောတော်ရှင်ဖခင်ဖြစ်လို့ပဲဖြစ်ပါတယ်။ဒါကြောင့်ဆာလံဆရာကလည်းဒီအကြောင်းကိုသူစဉ်းစားတဲ့အခါသူ့ဖခင်အကြောင်းကိုသူစဉ်းစားတဲ့အခါမှာသူအယံပျော်တယ်တဲ့။ဒါပေမဲ့ခက်တာကလူကဖခင်အကြောင်းကိုစဉ်းစားဖို့တိတ်ခက်ခဲတယ်အချို့တော်သူများကစဉ်းစားတဲ့အခါမှာဖခင်အကြောင်းပဲတော့မစဉ်းစားဘူးတရက်ကို24နာရီဖခင်ခင်ပေးထားပါတယ်ဒါပေမဲ့အဲ့ဒီ24နာရီလုံးကိုဖခင်အကြောင်းစဉ်းစားမိသလားဆင်ခြင်တဲ့အခါမှာစဉ်းစားမိတဲ့အချိန်တွေတိတ်နေပါတယ်ဒီမှာဆာလံဆရာကတော့ပြောလဲဆိုတော့ဆာလံနံပါတ်63မှာအေယာပေါ်မှာကိုရိုကိုအောက်မေ၍ညရန်တို့၌ကိုရိုကိုဆင်ခြင်လက်နေတော့အခါစီဥကို၎င်းစုသောအသားကို၎င်းစား၍ဝတကဲ့သို့အကျွန်ုပ်သည်ဝိညာဉ်သည်ဝ၍ဆွန်လန်းသောနှုတ်ခမ်းနှင့်အကျွန်ုပ်သည်နှုတ်သည်ကိုရိုကိုချီးမွမ်းပါမည်သူအိတ်နေတဲ့အချိန်မှာအိယာပေါ်မှာရှိနေတဲ့အခါမှာတဲ့ဖခင်အကြောင်းကိုသူစဉ်းစားတယ်မိတ်ဆွေစဉ်းစားကြည့်ပါတင်အိယာထဲရောက်သွားရင်ဘာအကြောင်းစဉ်းစားတယ်လဲဖခင်အကြောင်းစဉ်းစားလားမဟုတ်ပါဘူးတော်တော်များများအိယာပေါ်မှာစဉ်းစားတာကပါလဲဆိုတော့အင်ကခက်ခဲတဲ့အကြောင်းကြီးစဉ်းစားတယ်အလုတ်ကပြဿနာအကြောင်းကြီးစဉ်းစားတယ်ကြည့်မရတဲ့စူပါဝိုင်ဆာရဲ့မျက်နှာစုပုတ်ကြီးကိုမြင်ရောင်ပြီးတော့မှအိပ်ပျော်သွားတဲ့သူတွေရှိတယ်မနဲ့မိုးလင်းလာတော့လေဒီမျက်နှာပဲတွေ့ရအောင်မပါလားဆိုတဲ့စိုးရိမ်စိတ်နဲ့နိုးထလာတဲ့သူတွေလည်းရှိတယ်ဘယ်လိုပဲဖြစ်ပါစေဒီနေ့ကနေစပြီးတော့မှအားပေးချင်ပါတယ်ဆာလံဆရာကညရနိုင်တဲ့အိတ်ဆက်ခါနီးမှာအိယာပေါ်ရောက်သွားတဲ့အခါမှာဖခင်အကြောင်းကိုသူစဉ်းစားတဲ့အခါမှာနေခင်ဖြစ်တဲ့အရာအလုံးမိတ်ပြီးတော့မှဆွန်လန်းဝမ်းမြောက်ခြင်းကိုသူခံစားတယ်တဲ့ဘလောက်ပဲပင်ပန်းဆင်းရဲနေပေမဲ့ဒီဖခင်အကြောင်းစဉ်းစားလိုက်တိုင်းမှာဝမ်းမြောက်ခြင်းကိုခံစားလာရတော့အထဲမှာဥမြူးခြင်းအထဲမှာဝမ်းမြောက်ခြင်းဖြစ်လာတဲ့အခါမှာသူ့ရဲ့နှုတ်ခမ်းကပါကိုရိုကိုကျေးဇူးတင်တယ်လို့ချီးမွမ်းစကားဆိုလာပါတယ်မိတ်ဆွေဒီနေ့ကျွန်တော်တို့မချီးမွမ်းနိုင်ခြင်းမဝမ်းမြောက်နိုင်ခြင်းဟာဘာဖြစ်လို့လဲဆိုတော့ဖခင်အကြောင်းကိုမစဉ်းစားလို့ပဲဖြစ်တယ်ဖခင်ဘယ်လောက်ကောင်းတယ်လဲဆိုတာကိုစဉ်းစားတယ်တဲ့ဒီမှာအိုးဖခင်ခင်ကိုရိုတီကျွန်ုပ်ဒီဖခင်ခင်ဖြစ်တယ်ကိုရိုဟာကျွန်ုပ်ရဲ့ဖခင်ခင်ဖြစ်တယ်ကိုရိုကိုစ조사၍ရှာပါ၏တဲ့ရေမရှိတွေးချောက်တော်လုံးပြင်းတဲ့အကျွန်ုပ်ဒီဝိညာဉ်ဒီကိုရိုကိုငတ်ပါ၏ဒါကရေးကြည့်ပါကျွန်ုပ်တို့ရဲ့ကိုယ်ခန္ဓာကလည်းကိုရိုကိုငတ်ဖို့လိုပါတယ်နော်ကိုရိုကိုစ조사၍ရှာပါ၏ဒါလေးကိုကျွန်တော်ဆင်းပြချင်ပါတယ်ကိုရိုကိုစ조사၍ရှာပါတယ်ဆိုတာကကျွန်တော်တို့ဖယားကိုစ조사ပြီးတော့မှစားတယ်ဆိုတဲ့အခါမှာဖယားသားသမီးဖြစ်ပြီးတဲ့အခါမှာဖယားရဲ့ခင်အကြောင်းကိုစဉ်းစားခြင်းကိုပြောတာဖြစ်တယ်ဖယားကကျွန်တော်တို့ကိုစားတာပထမဖယားကကျွန်တော်တို့ကိုစားတယ်တွေ့ပြီးဖယားရဲ့ခင်နဲ့ကျွန်တော်တို့တွေ့ပြီးဒီချိန်မှာကျွန်တော်လောကတန်တရားရဲ့ဖြစ်စည်းမှုအောက်မှာကျွန်တော်တို့လူလေလိမ့်ခံပြီးတော့မှလောကအရာကိုပဲစ조사စာဖွေနေရင်လောကအရာနဲ့ပဲအချိန်ကုန်နေတဲ့အတ္တတာအဲ့ဒီထဲကနေဖယားကိုပြန်ပြီးတန်းတာဖယားကိုပြန်ပြီးတော့မှစ조사ပြီးစဉ်းစားတာပြန်ပြီးဆင်ခြင်တာကိုပြောချင်တာဖြစ်တယ်ဒါလေးကိုပြောချင်တာဖြစ်တယ်ဖယားဖက်ကိုပြန်လှည့်ခြင်းဒါကိုပြောချင်တာဖြစ်တယ်ဖယားကိုစ조사၍စာဖွေတယ်တဲ့ဖယားအကြောင်းကိုပြန်ပြီးတော့မှစဉ်းစားတယ်အလုတ်များနေတဲ့ကြားထဲကလုတ်เสียတိတ်များနေတဲ့ကြားထဲကနေဖယားအကြောင်းကိုစဉ်းစားနိုင်အောင်စ조사တာကိုပြောပြတာပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဖယားရဲ့ခင်အကြောင်းကိုစ조사၍စာပွေတဲ့ရေမရှိတွေးချောက်တော်လွန်ပြင်းတဲ့အကျွန်ုပ်ဝိညာဉ်ဒီကိုရိုကိုငတ်ပါ၏နော်ကျွန်တော်တို့စိတ်ဖြစ်စီမှုတွေခံစားနေရတယ်အမတာမှချောက်တွေးနေတဲ့အတ္တတာမျိုးမှာခံစားနေရတဲ့အချိန်မှာကိုရိုကိုကျွန်တော်ရဲ့ဝိညာဉ်ကငတ်လျက်ရှိတယ်ထိုငတ်ခြင်းကိုဖျားစီပြန်လက်တတ်ဖို့ရလိုပါတယ်ကျွန်ုပ်ဒီခန္ဓာဒီလေကိုရိုကိုလွန်ဆွတ်ပါ၏
ခန္ဓာစိတ်ဝိညာဉ်အားဖြင့်ဖယားနဲ့ဖက်သွဲပြီးတော့မှနေတဲ့အတ္တတာကိုပြောချင်တာဖြစ်ပါတယ်ဘုံတကိုအာနုဘော်ကိုမြင်ချင်းကတန်ရှင်းရာဌာနတော်၌ထိုတို့ကိုတို့ကိုဖူးမြော်ပါပြီကယုနာတော်သည်အသက်ထက်တာ၍ကောင်းသောကြောင့်အကျွန်ုပ်၏နှုတ်သည်ကိုတို့ကိုချီးမွမ်းရပါမည်ထိုတို့အသက်စင်စင်တွင်ကိုတို့ကိုကောင်းချီးပေးပါမည်နာမတော်ကိုမြည်ပြုလျက်လက်ချီပါမည်ကဲကျွန်တော်တို့စဉ်းစားရအောင်တနေ့ပြီးတနေ့ကုန်လွန်သွားတယ်တနေ့ပြီးတညပြီးတညကြိုဖြတ်ရတယ်ဖယားအကြောင်းစဉ်းစားတဲ့အချိန်တိတ်နေပါလားဒါကြောင့်ကျွန်တော်တို့ကပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းညင်သက်ခြင်းဆိုတာစိုးစိမ်မြမခံစားရတာဖြစ်ပါတယ်မိတ်ဆွေဒီနေ့ကနေစပြီးတော့မှအခက်ခဲတွေကြားသေးကနေပြဿနာတွေကြားသေးကနေကိုတို့အကြောင်းကိုစ조사ယူဆင်ခြင်ကြည့်ပါစဉ်းစားကြည့်ပါညဥ်ရန်အိတ်ခါနေကြရင်နဲ့တင်ပါလို့ပြီးညအိတ်ပြောသွားတယ်လေယနေ့ကျွန်တော်ယုံပါတယ်တော်တော်များများကဖုံးကလေးပေါ့ရင်နဲ့အိပ်ပျော်သွားတဲ့သူတွေတော်တော်များပါတယ်ဖះအကြောင်းမစင်စားပါဘူးဖះအကြောင်းစင်စားတဲ့သူတွေရှိပါတယ်အဲ့ဒီလူတွေကဖះအကြောင်းစင်စားပြီးအိပ်နေတဲ့သူတွေဖះကိုကျေးဇူးတင်ပြီးအိပ်နေတဲ့သူတွေကနတ်နဲ့တိုင်းကယူနာတော့အတိတ်ကိုခံစားရတယ်နော်နတ်နဲ့တိုင်းကယူနာတော့အတိတ်ကိုဖះကပေးပြီးသားပါဘာလို့မခံစားရလဲဖះအကြောင်းမစင်စားလို့မခံစားရတယ်လို့ဖြစ်နေတာအမှန်တော့ဖယားပေးပြီးသားဖြစ်တယ်တာကိုကျွန်တော်တို့နာနဲ့တိုင်းကယူနာတော့အသိခံစားတယ်ဆိုတော့ဖယားရခင်ဂျေဇုတော်ကြောင့်နိုးထရတယ်ဆိုတဲ့ဂျေဇုတည်တော်စိတ်နဲ့နိုးထတော်သူကအဲ့ဒီအတိတ်တော်အတ္တကိုခံစားရတယ်ဆိုတာနဲ့ဒီနေ့နားလည်စေချင်ပါတယ်ချစ်တော်ညီကိုမောင်မတွေတင်စင်စားတဲ့အရာတွေဟာပါလေတနေ့ပြီးတနေ့ကုန်လွန်သွားတယ်တနေ့ပြီးတနေ့တင်ဆောက်လန်းအသက်ရှင်နေတဲ့အခါမှာဘယ်သူအကြောင်းကိုပို့ပြီးစဉ်းစားတယ်လဲဆာလန်ဆီယာကတော့ထာဝရဘုရားရဲ့ကောင်းမြတ်ခြင်းအကြောင်းဘုရားသခင်ရဲ့မဆခြင်းအကြောင်းဘုရားသခင်ကအခက်ခဲကြတဲ့ကနေသူ့ကိုလမ်းပြတဲ့အကြောင်းတွေကိုစင်ချင်းတစ်ခုပြီးတစ်ခုစဉ်းစားတဲ့အခါမှာတိုးစီဥကိုစား၍ဝတကယ်တို့၎င်းနဲ့သူဆွန်လန်းဝမ်းမြောက်ခြင်းကိုခံစားရတယ်မိတ်ဆွေစဉ်းစားကြည့်ပါကျွန်တော်အတ္တတာထဲမှာတကယ်ခံစားရပါတယ်ဘုရားအကြောင်းစဉ်းစားလိုက်ရင်ကျွန်တော်အယံပင်ပန်းလာတဲ့အခါအယံစိတ်ညစ်လာတဲ့အခါစိတ်ပြတ်လာတဲ့အခါမှာကိုရိုရဲ့ကောင်းမြတ်ခြင်းကိုရဲ့မဆခြင်းကိုကျွန်တော်စဉ်းစားဆင်ခြင်နေရင်းနဲ့စိတ်ထဲမှာအလိုလိုဝမ်းမြောက်ခြင်းဖြစ်လာပါတယ်ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုဆုံးချင်းတော့မပို့ပဲနဲ့ယနေ့ထိအသက်ရှင်ခြင်းအခွင့်ပေးရတာဟာဂျေဇုတော်ကိုချီးမွမ်းစရာပဲဖြစ်ပါတယ်ဒါကြောင့်ဘုရားကောင်းမြတ်ခြင်းကိုပဲစဉ်းစားပါဘုရားကိုတင်ချစ်ဖို့မကြိုးစားပါနဲ့ဒါပေမဲ့ဖယားရဲ့ချစ်ခြင်းဖယားရခင်ရဲ့ကောင်းမြတ်ခြင်းဖယားရခင်ရဲ့မဆာခြင်းကိုသာစဉ်းစားတင်တာ၍ဖယားကိုချစ်ခြင်းလာစရာအကြောင်းဖြစ်လာပါလိမ့်မယ်ချစ်တော်ညီကိုမောင်မတွေကျွန်ုပ်တို့ရဲ့ဆင်ခြင်တဲ့အရာတွေကျွန်ုပ်တို့စဉ်းစားတဲ့အရာတွေထာဝရဘုရားအကြောင်းပဲဖြစ်ပါစေဒါဆိုရင်စိတ်နှလုံးအလိုပြည့်ရတော့အခွင့်နဲ့ချီးမွမ်းရတော့အခွင့်ကိုခံစားရမှာဖြစ်တယ်ဆိုတဲ့အကြောင်းဒီနေ့အားပေးရင်းနဲ့တိုက်တွန်းပါတယ်အရောက်တိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ